ခင်ဗျားတို့သိလားသူကဖက်နဲ့စီးလိုက်ရင်အဖက်နဲ့ကစက္ကန့်ပိုင်းတွင်ရောက်ကုန်သွားတယ်သူကစပင်ရောင်ဆိုးလိုက်ရင်အဲ့ဒီရောင်ကအာရှတစ်ခွင်မှာ trend ဖြစ်သွားတယ်သူကရေဘူးကွန်လေးတစ်ခုကိုကင်ပြီးတပ်ပုံရိုက်ပြီးတင်လိုက်ရင်တော့အဲ့ဒီရေတံဘူးကွန်ကလူပညာတစ်ခုဖြစ်သွားတယ် K-pop idol တွေတောင်မှပြန်ပြီး idol တင်ရတဲ့သူ celebrity တွေရဲ့ celebrity လူပညာရှင်တွေကြားထဲမှာတော့ဘုရားသခင်တို့တင်သားခေါ်ဝေခြင်းကိုခံရတဲ့သူရဲ့နာမည်ကကွန်ဂျီယောင်းပါဒါမှမဟုတ်ကဘာကသိတဲ့ကြီးကျွဲကောင်ပါဒီနေ့တာမန်ကလေးလေးတယောက်ကနေကဘာကိုကင်လုပ်ခဲ့တဲ့ icon ဖြစ်လာဖို့ Bang bang bang. Bang bang bang. ကြီးတော်ကုန်းကိုလူတွေဘာလို့ဒီလောက်လေးစားကြတာသူက K-pop idol တမိုင်းကိုပြောင်းလဲပစ်ခဲ့လို့ပါလွန်ခဲ့တဲ့15နှစ်လောက်ကိုပြန်ကြည့်မယ်ဆိုရင် idol ဆိုတာရုပ်ချောရပုံမနီကပေးတဲ့တခြင်းကိုပဲကပြီးဆိုရမယ်ဒါပေမဲ့ကြီးတော်ကုန်းကအဲ့ဒီစီးမင်းတွေကိုရိုက်ချိုးလိုက်2009မှာ line ဆိုတဲ့တခြင်းတစ်ပုဒ်ထွက်လာတယ်အဲ့ဒီတခြင်းကိုကြီးတော်ကုန်းကိုယ်တိုင်ရေးဆက်ခဲ့တာပါအဲ့ဒီတခြင်းထွက်လာတဲ့အချိန်မှာကိုရီးယားတနိုင်ငံလုံးယူသွတ်သွားခဲ့လမ်းတိုင်းဆိုင်တိုင်းမှာဒီတခြင်းပဲကြားနေရတယ်အဲ့အချိန်ကစပြီး idol တွေဆိုတာလဲကိုပိုင်တခြင်းရေးလို့ရတာပါလားဆိုပြီးလက်ခံလာကြတယ် Fanatic Baby 여기부터라. ပန်ပန်ပန်ဒီတခြင်းတွေအားလုံးကသူ့ရဲ့လက်ရာတွေကြီးပါသူဟာတခြင်းဆိုတဲ့သူတတ်မဟုတ်ပါဘူးသူဟာဂီတဖန်တီးရှင်တစ်ယောက်ဒါကြောင့်လဲသူဟာဘယ်တော့မှယူမသွားတဲ့လီဂျန်တစ်ယောက်ဖြစ်လာခဲ့တာဒါပေမဲ့ဒီလိုအောင်မြင်မှုတွေရဖို့သူဘယ်လောက်ထိပြေးဆက်ခဲ့ရလဲခင်ဗျားတို့သိလားဂျီဒရဂွန်ရဲ့ဘဝကငငယ်လေးကတည်းကလွယ်ကူမနေခဲ့ပါဘူး16နှစ်ဟုတ်ပါတယ်သူငယ်နဲ့တက်ရမယ့်ရွယ်လေးမှာအလစ်တရူရာဆိုတဲ့ဖွဲ့နဲ့ပွဲဥထွက်ခဲ့ရတယ်ဒါပေမဲ့မကြပါဘူးဖွဲ့ဖြတ်သိမ်းခံလိုက်ရတယ်ဒါပေမဲ့သူကအရှုံးမပေးခဲ့ပါဘူးအသက်8နှစ်မှာ SN Entertainment မှာလေ့ကျင့်ခဲ့တယ်ပြီးတော့မှ YG Entertainment ကိုသူရောက်လာခဲ့ YG မှာဖြတ်တန်းခဲ့ရတဲ့6နှစ်တာကာလဟာတကယ်ငရဲပါပြင်းထန်လုံးနဲ့လေ့ကျင့်ရေးတွေလေ့ကျင့်ရင်ခမ်းမကိုနေတိုင်းတန်ရှင်းရေးလုပ်ရတယ်တခြားကလေးတွေရှောက်လည်နေချိန်မှာသူကစာရွက်နဲ့ဘော့ပင်ကိုကင်ပြီးတချင်းစာသားတွေနဲ့လေ့ကျင့်ရေးဆင်းခဲ့ရတယ်ငါအောင်မြင်မှအိမ်ပြန်မယ်ဆိုတဲ့ကတိတစ်ခုနဲ့သူ့ရဲ့လူပြိုဘဘဝတစ်ခုလုံးကိုခန်းချင်းချင်းလေးထဲမှာပုံအောင်လိုက်တာပါလေ့ကျင့်ရေး6နှစ်ပြီးလို့ပြပန်ဆိုပြီးဘွဲကိုထွက်လာတော့အဆင်ပြေသွားသလားမပြေခဲ့ပါဘူးဝက်ထွက်ခါစားမှာလူတွေကသူ့ကိုဝိုင်းပြီးဆဲကြတယ်ပြိုဆိုးလိုက်တာဒါအိုက်တော့အဖွဲ့ဟုတ်ရဲ့လားအောင်မြင်နိုင်ပါဘူးကွာဆိုပြီးလှောင်ပြောင်းကြတယ်အောင်မြင်လာပြန်တော့လေသူ့ရဲ့ပထမဆုံးဆိုလိုအဲပဲHeartbreaker မှာအများသချင်းပို့ချပါတယ်ဆိုပြီးဆွဆွဲချက်နဲ့တိုက်ကတ်ခံရတယ်။အဲဒီတုန်းကသူဘယ်လောက်ထိစိတ်တက်ကြခဲ့ရလဲဆိုရင်လူတွေကိုမျက်လုံးချင်းမဆိုင်ရတော့တဲ့အထိခန်းထဲကအခန်းပြင်မထွက်ရတော့တဲ့အထိဖြစ်ခဲ့ရတယ်။ငွေရရှိဝါဆွဆွဲချက်တွေအောင်းဆောင်တယောက်ရဲ့ဖိအားတွေထိကျက်မှုတွေချင်းပေါ်မှာမီးအောင်တွေနဲ့တောက်ပနေပြီ။စင်ရောက်မှာတော့ G-Dragon ဟာအကျဉ်းကိုကျွေးခဲ့ရပါတယ်။ဒါပေမဲ့ဘင်းဆိုတာတရဖူးမမြင်မှကိုကြောက်ပါဘူး G-Dragon ဟာအဲ့ဒီဝေဖန်မှုတွေကိုဂီတနဲ့ပဲတုံ့ပြန်ခဲ့သူ့ကိုမုန်းတဲ့သူများလာလေလေသူကပိုအောင်မြင်လာလေပါပဲအခုချိန်မှာသူကဂီတတယ်မကပါဘူး fashion လောကမှာပါ Chanel လို brand ကြီးတွေကဥညွှတ်ရတဲ့သူဖြစ်နေပါပြီသူ့ရဲ့ကိုယ်ပိုင်အမှတ်တစိ Peak -1 ဟာကဘာကျော်နေပါပြီသူ့ဘဝကတက်တည်ပြလိုက်တာတစ်ခုပဲရှိပါတယ်မင်းမရေရှင်းစစ်စစ်တာရှိနေဘယ်သူမှမင်းကိုဖျက်ဆီးလို့မရဘူးဆိုတာပါပဲကောင်လေးတယောက်ရဲ့အိမ်မက်ကနေနိုင်ငံတနိုင်ငံရဲ့ဂုဏ်ယူစရာဖြစ်လာခဲ့တဲ့ G-Dragon သူဟာ K-pop ရဲ့ထာဝရဘင်းရင်တစ်ပါးပါဒီနေ့တော့ဒီလောက်ပါပဲ